ဒီလူဟာသူ့ရဲ့စကူတာခိုးစီရတာကိုစီးပြီးမြို့လေကောင်ကိုဖျက်တမ်းသွားလာနေပါတယ်ရုတ်တရက်ဆိုသလိုပဲကလေးငယ်တယောက်ဟာရေခဲမုန်ကန်လျက်ထွက်လာပြီးသူ့ကိုလောင်ပြောင်ဆက်ပြုတ်ပါတော့တယ်ထိုလူကငြိမ်သက်နေပြီးအားလုံးကိုတီးခတ်နေပါတယ်ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်လည်းရေခဲမုန်စားချင်နေပေမဲ့ဝယ်ဖို့ပိုက်ဆံမရှိလို့ပါကလေးကသူ့ကိုဆက်လက်ဆနောက်နေပါတယ်ထိုလူကရေခဲမုန်ကိုတကိုက်လောက်ကိုက်လိုက်ဖို့စူးစမ်းတိုင်းကလေးကရေခဲမုန်ကိုနောက်တော့ပြန်ဆွဲထုတ်ပြီးကျဲလောင်စွာရေမောနေပါတယ်အဲ့ဒီလိုမျိုးလောက်တာတောင်ထိုလူကအေးစေးတည်ငြိမ်နေသေးပါပဲအဲ့ဒီအချိန်မှာပဲလူကြီးတယောက်ဟာလမ်းမပေါ်မှာပြေးလာပြီးသူ့နောက်ကိုလူမိုက်ကောင်းဝင်အချို့ကလိုက်လာကြပါတယ်ပြင်းရင်းနဲ့လူမိုက်တွေဟာထိုကလေးကိုဝင်တိုက်မိသွားပါတယ်ကလေးရဲ့ရေခဲမုန်ဟာမြေပြင်ပေါ်ပြုတ်ကျပြီးသူတို့ရဲ့ခြေထောက်အောက်မှာကျင်းမို့သွားတဲ့အတွက်ကလေးကကျဲလောင်စွာငိုကြွေးပါတော့တယ်ဒါကိုမြင်တော့ထိုလူကသူ့စကူတာပေါ်ကနေဆင်းလာပြီးဘာဖြစ်နေတာလဲဆိုတာကိုနားလည်ဖို့ကြိုးစားပါတယ်တစ်ဖက်မှာလည်းလူမိုက်တွေကထိုလူကြီးကိုဝိုင်းရံထားပြီးရိုက်နှက်ဖို့ပြင်ဆင်နေကြပါတယ်အဲ့ဒီအချိန်မှာဂျက်စကာကရောက်လာပြီးကလေးရဲ့ရေခဲမုန်ကိုဘသူချလိုက်တာလဲလို့မေးလိုက်ပါတယ်လူမိုက်တွေကပြန်ပြေးမဲ့အစားချက်ကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအပြုတ်မှုကဂျက်ကိုချက်ချင်းပဲဒေါသထွက်သွားစေပါတယ်သူကအားပါတဲ့လက်သီးတစ်ချက်ထိုးလိုက်ရာလူမိုက်တယောက်လွင့်ထွက်သွားပါတယ်နောက်ဆုံးမှာတော့ဂျက်ဟာလူမိုက်တွေကိုတယောက်ပြီးတယောက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်သူ့ရဲ့ထူးခြားတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့တမဏိခြေထောက်တွေကိုအသုံးပြုပြီးသူတို့အားလုံးကိုအလွယ်တကူပဲအနိုင်ယူလိုက်ပါတယ်အခုဆိုရင်လူမိုက်ကောင်းကောင်းဆောင်ကြီးတောင်ဂျက်ရဲ့အစွမ်းကိုမြင်ပြီးတုံးလှုပ်သွားပါတယ်သူကဂျက်ကိုတစုံတစ်ခုပေးကမ်းဖို့စူးစမ်းပေမဲ့ဂျက်ကပိုက်ဆံကိုစိတ်မဝင်စားပါဘူးအဲ့ဒီနောက်မှာတော့သူကကလေးစီပြန်သွားပြီးရေခဲမုန်အတစ်တစ်ချောင်းဝယ်ပေးလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ပဲအနက်ရောင်ဝတ်စုံတွေဝတ်ဆင်ထားတဲ့လူတွေစီးလာတဲ့ကားများပြားဟာအနားကိုရောက်ရှိလာပါတော့တယ်